အာမန်ဖိုင်မှကြိုဆိုပါတယ်။ခြားသူတွေကိုကူညီရင်းဝင်ငွေရှာချင်သူတွေအတွက်အမန်ဖိုင်ကနှုတ်ဒါမှမဟုတ်အာမန်ဖိုင် validator အဖြစ်ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။မိမိပတ်ဝန်းကျင်ကိုဝန်ဆောင်မှုပေးခြင်းနဲ့ဆိုရင်ဒေါ်လာ1000တန်ဖိုးရှိတဲ့ DBS license ကိုအရင်ဆုံးရယူရမှာဖြစ်ပါတယ်။မိမိ community ရှိအဖွဲ့ဝင်တွေကိုကူညီပံ့ပိုးပေးတဲ့အတွက်ကတ်ထုတ်ပေးတာငွေဖြည့်တာနဲ့ငွေလွှဲတာတွေကနေဝင်ငွေပြန်ရမှာပါ။ MN5 မှာဝန်ဆောင်မှုပေးတဲ့အခါတင့်ရဲ့ကြိုးပမ်းမှုကိုအတိမတ်ပြုတဲ့အနေနဲ့ရိုးရှင်းတဲ့အဆင့်လေးတွေလှုပ်ဆောင်ရုံနဲ့အကျိုးခံစား권တွေကိုချက်ချင်းရရှိမှာပါ။တင်သည် DBS license နဲ့ dashboard အသုံးပြုပုံကျင့်ဝတ်သင်ခန်းစာတွေကိုအချိန်3နာရီလောက်ပေးပြီးလေ့လာပြီး quiz လေးတွေဖြေလိုက်တာနဲ့တင်ပေးထားတဲ့ license ကြီးတွေကနှစ်စာ staking contract အဖြစ်တင်စီကိုအလိုလျောက်ပြန်ရောက်သွားမှာပါ။ဒါဟာအဖွဲ့ဝင်အသစ်တွေကိုအတီးပြု validate လုပ်ပေးရင်းဝင်ငွေတွေထပ်ရှာနိုင်ဖို့အတွက်အခွင့်အရေးတစ်ခုပါပဲ။ Standard Note တဦးအနေနဲ့နှစ်အတွင်း mining reward pool ရဲ့ခံမှန်းခြေ20%ဝန်းကျင်ကိုstaking လုပ်ထားတဲ့ marcoin ပမာဏအပေါ်မူတည်ပြီးရမှာပါ။ Amanfa မှကြိုဆိုပါတယ်။ကျွန်တော်တို့နဲ့အတူအခုပဲလက်တွဲလိုက်ပါ။အသေးစိတ်ကို info@aman.finance မှာဆက်သွယ်နိုင်ပါတယ်။